မင်္ဂလာပါရှင် A2 ချိုရည်မှာကြိုဆိုပါရစေဒီတစ်ခါသင်ပြပေးမယ့်အကြောင်းအရာလေးကတော့တီးစုံအချိုရည်ဖြောဆက်နည်းဒါမှမဟုတ်လို့ရှိရင်ရောင်စုံအချိုရည်ဖြောဆက်နည်းလေးကိုသင်ပြပေးမှာပါအခုဆိုလို့ရှိရင်ကျမတို့ဟာရေ2လီတာကို80ဒီဂရီရောက်အောင်အပူပေးထားပါတယ်အခု80ဒီဂရီရောက်နေပါပြီ80ဒီဂရီပါအနီချောင်းလေးနဲ့เนาะ80ဒီဂရီရောက်ပြီဆိုလို့ရှိရင်အခုဆိုလို့ရှိရင်80ဒီဂရီရောက်နေတဲ့အနေထားရင်နွေးတဲ့ကိုကျမတို့ရေချက်အေးကလေးထဲမှာPS က 0.1 gram ပြီးလို့ရှိရင် SP က 0.5 gram 5 gram ထည့်လိုက်ပါတယ်SP ဆိုတာကဆိုရီယမ်ပိုနာစိတ်ပါ PS ဆိုတာကပိုတက်ဆီယမ်ဆောဘိတ်ပါဒါကတာရှည်ခံဆေးလေးပါအစားအသောက်ထဲထည့်တဲ့တာရှည်ခံဆေးပါဒီဟာလေးတွေကသူကရေချက်အေးနဲ့ဖြော်မှရပါတယ်ရိုးရိုးရေနဲ့ဆိုရင်မပျော်ပါဘူးအခုဆိုလို့ရှိရင်ပျော်ဝင်သွားပါပြီเนาะအဲ့ဒါလေးကိုထည့်လိုက်ပါတယ်ဒီ PS နဲ့ TSC နဲ့ကတော့20လီတာမှာ1 teaspoon လောက်ပဲထည့်ရပါတယ်เนาะအဲ့ဒါကို group number လေးသတိထားပေးပါပြီးရင်တကြားရေ120 ml ကိုလောင်းထည့်လိုက်ပါမယ်ဒီတကြားရေအားဆိုလို့ရှိရင် A2 ချိုရဲ့မိသားစု formula ဗီဒီယိုလေးမှာပြန်ပြီးတော့ကြည့်ပေးကြပါပြီးလို့ရှိရင် super sweet 1 gram ကိုထည့်လိုက်ပါတယ်ရတာလေးချူစီဖို့ပေါ့เนาะပြီးလို့ရှိရင်SC လို့လည်းခေါ်တယ်အဲ့ဒီဟာလေးကတော့သူကဘာလဲဆိုတော့အရသာလေးနဲ့စေဖို့အတွက်ကိုထည့်တာပါ TSC ကတော့1 gram ပါပဲပြီးလို့ရှိရင် CA ကိုထည့်လိုက်ပါမယ် CA ကတော့ဗီတာမင် C ပါပဲအဲ့ဒါကတော့5 gram ပေါ့နော်5 gram ကိုလောင်းထည့်လိုက်ပါတယ်ပြီးရင်ကျမတို့ဂလူကို့စ်လေးကိုထည့်မယ်ဂလူကို့စ်က30 gram ပါเนาะ30 gram ဒီဂလူကို့စ်ကထည့်လဲရတယ်မထည့်လဲရတယ်ရှင်ထည့်ရင်တော့ပိုကောင်းပါတယ်ကျန်းမာရေးအတွက်လည်းကောင်းပါတယ်ဒီအချိုရည်လေးကိုတောက်လိုက်တဲ့အခါမှာလည်းလေချောင်းထဲမှာအေးတဲ့အရသာခံစားရတဲ့ဟာကဒီဂလူကို့စ်ကြောင့်ပါရင်ထဲမှာလည်းအေးဝါးပါတယ်နောက်ပြီးတော့နှလုံးအတွက်လည်းကောင်းပါတယ်ဂလူကို့စ်ကเนาะပြီးရင်ခုနောက်ဆုံးတော့ကျမတို့စားလေးကိုထည့်ပါမယ်စားကလည်းလေးနက်နက်ကလေးရတာလေးဖြစ်အောင်ပေါ့နော်1 gram ပါပဲရှင်အခုဆိုလို့ရှိရင်ကျမတို့ဟာအပူချိန်90ဒီဂရီရောက်တဲ့အထိအောင်ဆက်ပြီးတော့မှုပေးပါမယ်